တော့ဒီနေ့ဓာတ်ပေါင်းလေးချက်မှာဖြစ်ပါတယ်ခင်ဗျာဆန်ကိုစကျဲပါမယ်ဆန်လေးကိုလည်းပေါ့အောင်ဆောက်မယ်နော်အဖေကကျွန်တော်တို့ဒါရေးကြီးရဲ့လူလေးချက်ချင်းလေးဖြတ်သွားလို့ပါနော်ကျွန်တော်တို့ဖေးလေးသွားလိုက်ရတယ်တဲ့တော့အဖေကစားကျွန်တော်ချက်ပြတာဖြစ်ပါတယ်ဓာတ်ပေါင်းကတော့ကျွန်တော်နဲ့ဒါပထမဆုံးချက်ပြုတ်ခြင်းဖြစ်ပါတယ်ဒါအဖေနဲ့တော့သူဒါချက်ပြုတ်မှုပြင်မဲ့ဒါအဖေစရာဒီပညာတွေရောဒီမှာရှိတဲ့ကိုမစရာတွေကျွန်တော်တို့ဒါချက်မှုတဲ့သူတွေကချက်နည်းလေးနဲ့အားလုံးစုပေါင်းပြီးတော့ကြိုးစားပြီးချက်တော့မှာဖြစ်ပါတယ်အကယ်၍သုံးတရားမှားသွားရင်လည်းခုနကဘာလို့တောင်းမှာပါတယ်ခင်ဗျာကဲကျွန်တော်တို့ဆက်ပြီးတော့ချက်လိုက်ရအောင်ဆန်ရပြီဆိုတော့စီလေးစစ်ပြီးတော့ထည့်ပါပြီနော်ကဲဦးရှက်ပူဗျာစင်းနေရပဲဗျာကျွန်တော်တို့နော်ခဲပါကကျွန်တော်တို့ဒါစက်သွန်ကြော်နဲ့ထောပတ်နဲ့နယ်ထားတာပါနော်စားလေးနဲ့နယ်ထားဖြစ်ပါတယ်အဲ့ဒါကိုမှကျွန်တော်အပေါ်ကသမင်းဖြူတယ်ပေါ့နော်ဒီမှာနော်တီယိုစေးတွေနဲ့ကျွန်တော်တို့ငယ်တော့နှစ်နိုင်စားခဲ့ရတယ်ပေါ့နော်ချိုးနေတဲ့ဟာလေးပေါ့နော်ငယ်တော့ဆိုရင်ဓမ္မပွဲဆိုအဲ့ဒါတွေပဲနိုင်စားတာပြီးရင်ကျွန်တော်တို့မှာနိုစိန်ကတဝက်ထဲမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဖုကာလာလေးရအောင်အယောင်လေးရအောင်ဖုကာလာနည်းနည်းလေးပေါက်မှာဖြစ်ပါတယ်နော်ထောပတ်လေးလိုက်ပြီးတော့ထည့်ပြီးတော့သမင်းပေါင်းသလိုပဲထည့်ပေါင်းတာဖြစ်ပါတယ်ဓာတ်ပေါင်းမှာဆိုရင်ဘာမှဖြစ်ပေါ့နော်ရေသားချမောင်ဟင်းကြိုလေးဖြစ်ပါတယ်ခင်ဗျာနော်အေးပြေချင်းချင်းလေးနဲ့ကျွန်တော်တို့ဒါလုပ်ထားဖြစ်ပါတယ်ဓာတ်ပေါင်းဆိုမပါမဖြစ်လေးပေါ့နော်ကြက်စီစိန်ကိုကျွန်တော်တို့ဒါချက်ပြုတ်နေဖြစ်ပါတယ်ခင်ဗျာဒါဖေးချက်ထားတဲ့နေတိုင်းကိုပဲဒါကျွန်တော်တို့ချက်ပြုတ်ထားဖြစ်ပါတယ်ဒါတွေကတော်တော်လေးနှက်ထားတယ်ခင်ဗျတန်ခါတစ်ပါးလင်ဖုံးပေးနိုင်ရင်ပေါ့နော်9ချက်သားတုံးတုံးကိုကျွန်တော်စီနာဖြစ်ပါတယ်ဒီမှာကျွန်တော်နော်အတုံးအကြီးတွေဖြစ်ပါတယ်ခင်ဗျာတို့ဓာတ်ပေါင်းနဲ့တွဲဖက်ပြီးတော့ဖုံးပေးလို့အဆင်ပြေနိုင်ရင်တရက်ချင်းတုတ်လုပ်ဖို့ဖြစ်ပါတယ်ဒါကကျွန်တော်တုတ်တာကတော့ဒါမနေ့မှတုတ်မှာပေါ့နော်ဒီမှာလောဆယ်အစမ်းတုတ်ပြပါမယ်အားလေးကိုကဲဒါကျွန်တော်တို့ဘလူရှင်များတွေ့မြင်လို့ရအောင်ပေါ့ဒါအစမ်းတုတ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လေးဖြစ်သွားမှာပေါ့နော်မနေ့ကျရင်ဒါအခုလိုမျိုးကျွန်တော်အဖေအလူမားတဲ့ရက်လေးတွေမှာကျွန်တော်ကိုစားချက်ပေးရခြင်းဖြစ်အဖေကဒါတနေ့နေရာမှာလဲပို့ကုသိုလ်ပို့လို့ရသလိုဖေကိုစားလဲဒါကျွန်တော်လည်းဒီပညာလေးကိုနေပါတက်မြောက်သွားတာဖြစ်တဲ့အတွက်ဒီကောင်းမွေကိုလက်ဆင့်ကမ်းနိုင်အောင်ဒါစူးစမ်းနေဖြစ်ပါတယ်နော်ကျွန်တော်တရေပြီးတရေပေါ့နော်ကျွန်တော်ကျွတ်တော့မှာကြတော့အချိန်ငဲကွက်တော်အဖြစ်တောက်လျှောက်ပြလို့မရတာကျွန်တော်ဒီမှာတရေပြီးတရေတောက်လျှောက်အင်အောက်လုပ်နေရပါတော့ကဲမွေးနေပဲကျွန်တော်တို့မှာတက်သွန်ကြော်လေးထပ်ထည့်ထားပါတယ်ခုနပြပြီးအချိန်ပေါ့နော်ကျွန်တော်တို့စီကိုတေချာစစ်ပြီးတော့မှကျွန်တော်တို့ဒါလောင်ဟုတ်တာဖြစ်ပါတယ်ခင်ဗျာဟင်းရစီစဉ်ဆိုတဲ့အတိုင်းစီလေးပါမှရမှာဖြစ်လို့ပါဒါပေမဲ့ကျွန်တော်တို့ကတေချာကိုစီကိုစစ်ပြီးတော့မှလောင်ဟုတ်တာဖြစ်ပါတယ်ခင်ဗျာ19ရက်4လ2026မိနစ်တွဲအာယုံစုအလူရှင်များကိုကြီးညာတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဥခွန်အောင်ဒေါခင်များစင်မိသားစုဒုက္ခဆိုင်မှနေပြီးတော့ကျွန်တော်တို့330ချက်ကိုလူတန်းသွားဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဒုက္ခဆိုင်မိသားစုကိုများဖြစ်ကြတော့အန်ကဲဥခွန်အောင်အန်နီဒေါခင်ညစင်တို့မိသားစုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ပြီးကြမှာခြင်းပြည့်စုံစွာဖြင့်ဒီကုတ္တပိအစွမ်းကြောင့်မချိစကားဟူသည်များနားနှင်းညမကြားရကိုနှင်းမြမကြုံရပါကြောင်းစုတောင်းမေတ္တာပို့တာရပါတယ်ယခုလိုမတည်လူရတဲ့ကြိုးအားကြောင့်အသက်ရှည်ခြင်းဆင်းလာခြင်းချမ်းသာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဖုံးတကူကြီးခြင်းစသည့်ကုသိုလ်များနဲ့အတူတဘွားလုံးပြည့်စုံပါခြင်းကြောင်းစုတောင်းမေတ္တာပို့တာရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကိုစာနီမတ်ထထအောင်တာစွမ်းပြေစာနီတမီစုဒရာအောင်မိသားစုမှနေ၍9,300,000ချက်ကိုလူတန်းသွားဖြစ်ပါတယ်ခင်ဗျာကုသိုလ်များဒီအင်္ဂါ၌အစဉ်အမြဲထွန်းလင်းနေပြီးတော့ပညာရေးစီးပွားရေးလူမှုရေးစသည့်ရေးကိစ္စတိုင်း၌လည်းအောင်မြင်မြင်ကြော်ဖြတ်နိုင်ပါစေကြောင်းသုတောင်းမေတ္တာပို့တာရပါတယ်ဖတ်သောမိဘများယေရှုအမှုထားကဒေါက်တာခင်ချောကို၏42နှစ်ပြည့်မွေးနေ့အလှဖြစ်9 သိန်းချက်ကိုလူတန်းသွားပါတယ်ခင်ဗျာအလူရှင်ဖြစ်ပါတော့ဒေါက်တာခင်ချောကို၏42နှစ်ပြည့်မွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်ဒေါက်တာချစ်တော်မိသားစုဝင်များတငယ်ချင်းများမိတ်ဆွေများနဲ့တူပျော်ပျော်ရွှင်ရွှင်ကြကြမာမာချမ်းသာဖြင့်အသက်သက်ဆုံးနေထိုင်သွားနိုင်ပါကြကြောင်းသုတောင်းမေတ္တာပို့တာပါတယ်တို့တို့များကံတည်းများအစဉ်ပြေချုံမပြီးတော့ကြံတည်းများဆောင်တို့တို့များအောင်ပါကြကြောင်းလဲသုတောင်းမေတ္တာပို့တာပေးပါတယ်ဆက်လက်ပြီးတော့ကိုလွန်သူမိခင်ကြီးဒေါခင်လာ9နှစ်တရာရည်စု၍ကျရင်သူမိသားစုမှနေ၍2 သိန်းချက်ကိုလူတန်းပေးပါတယ်ခင်ဗျာဒါကြောင့်လူငယ်ဒီ9နှစ်ခန့်ကခေါ်တော်မိခင်ကြီးဒေါခင်လာခင်ဗျာမိခင်ကြီးရည်စု၍အင်းစိန်မြို့နယ်စာကျင်တိုင်းမှာရှိကြကုန်သောတန်ဃာတော်တိရရှင်များအတွက်အာယုံစွန်းကတ်လူလာပါတယ်ခင်ဗျာထို့တဲ့ကြောင့်ဤကုသိုလ်အများရရှိခံစားနိုင်စေတဲ့အတွက်ဤစောတော်နေရှိရာဌာနတို့ကြွရောက်ပေးပါရန်တန်ဃာတော်များ၏ကိုစားပန်ကြားပါတယ်ခင်ဗျာအကယ်၍
ကိုလိုသူမိခင်ကြီးနေပြီမကြားနိုင်မမြင်နိုင်တဲ့ဘုံဘွားကိုရရှိနေမှာကလည်းကြားနိုင်မြင်နိုင်အောင်ဝိမန်ရမန်သနာပိုင်းရေဆောင်နဲ့ရေဆောင်နဲ့လေးဆောင်နဲ့မိုးဆောင်နဲ့စသည်နှကောင်းမြင်မြင်ပါတစ်ဆင့်ဒီအိမ်ထတော်ကြပြီးတော့အမြတန်ရောက်နိုင်အတွက်တစ်စင်စကားတစ်စင်တိုင်းဖိတ်ကြားပေးပါရဲ့တက္ကသိုလ်ကိုစားကျွန်တော်ပန်ကြားပေးပါတယ်ခင်ဗျာမိခင်ကြီးနေပြီအကယ်၍မကြွမလို့ဒီဘုံဘွားကိုရောက်ရှိနေမှာကလည်းဤကုသိုလ်၏အစွမ်းကြောင့်ဤတန်ကိကကုသိုလ်၏အစွမ်းကြောင့်ချစ်ချင်းလက်ငင်းပင်ကျွတ်လွတ်နိုင်ပါစေကျွတ်လွတ်ပြီးသားဘုံဘွားကိုရောက်ရှိပြီးပါကလည်းယခုရောက်ရှိတော့ဘုံဘွားမှာနေပြီးတော့တစ်စင်တစ်စင်မြင်နေမြင်ကနောက်ဆုံးနေ့ဘက်ကိုစောင့်တော်ကောင်းပြစ်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့တာပြပါတယ်ခင်ဗျာမိခင်ကြီးတော်ခင်လားကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုဆက်လိုက်ပြီးတော့ကိုပြည့်ဖြိုးမောင်မတ်ဝဝရွှေမိသားစုမှနေ၍တသိန်းကျပ်ပါဝင်ထူထောင်ပါလားခင်ဗျာဒီကုသိုလ်ဤဆွမ်းကြောင့်လူတို့မြတ်ကံမြတ်အရာခတ်သိမ်းအစိမ့်မျိုးကြောင်းပေးပါစေဆက်လိုက်ပြီးတော့ကိုစင်ကိုအောင်မတ်ဝင်းကျူတင်မင်္ဂလာနှစ်ပတ်လည်အလှအဖြစ်တသိန်းကျပ်ကျမ်းမာရေးစီးပွားရေးလူမှုရေးစသည့်အရေးကိစ္စတတ်နိုင်လေအခက်အခဲတားဆီးမှန်သမျှအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့တာပါတယ်နောက်ဆုံးနေပြေမတ်ပြုံးဆန္ဒတကြံအတာစားလူဖြစ်တသိန်းကျပ်ထူထောင်သွားပါတယ်ခင်ဗျာတကြံကာလမှနေပြီးတော့စိတ်ချနာခြင်းကိုယ်ဤတက်မှခြင်းပြုစွာဖြင့်လုံးမြကံမြအရာခတ်သိမ်းအစီအမံချောပေးပါသေးကြောင်းဆုတောင်းမေတ္တာပို့တာပါတယ်တက်ရောက်စေရှာလတဲ့တက်ရောက်ပြီးအခက်ခဲတားဆီးမှန်သမျှဤကုသိုလ်ဤစွမ်းကြောင့်လွင့်စင်ပါရပါသေးကြောင်းဆုတောင်းမေတ္တာပို့တာပေးပါတယ်ခင်ဗျာတတော်ဝါအပေါင်းအားအမြတ်တန်ပေးလိုက်ကြအောင်ကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓု